လေးပဲပြောနေတယ်ဘာသာပြတိုင်းကောင်းပါတယ်ပြည့်ညက်ပြတိုင်းကောင်းပါတယ်ကောင်းတာလို့ရင်ကောင်းရဒုက္ခရောက်မှာပေါ့ဆိုတဲ့စကားလေးပဲပြောပြီးမေတကယ်ဆိုလက်တွေ့ခနေတယ်ဘယ်လူသားမှမကောင်းနိုင်နဲ့ကောင်းရမှန်းတော့အုံနောက်တဲကတီးပါလေ